ကိုတိုက်ခိုက်ဝေဖန်နေတဲ့လူကိုကိုမြင့်ဆုံးမှမထားဘူးပေါ့နော်အဲ့ဒါအမှန်ဆုံးပြောပြကိုကစေတနာနဲ့တော့သူတို့ကိုဘာမှပြတ်မတုတ်ပြန်အောင်ကိုရဲ့စိတ်နေစိတ်ထားလေးနဲ့အချိန်တန်ရင်သူတို့ခုနထွက်သွားမှာပဲဝေးကွာသွားမှာပဲစိတ်တစ်ခုပဲထားတယ်ဒါပေမဲ့ကိုရဲ့စိတ်အားသာတဲ့တစ်ခုနဲ့မခံကျင်စိတ်နဲ့တွေးမယ်ဆိုရင်သူတို့ကကိုတွဲလေးကဟာစင်းဆိုလဲဟုတ်တယ်ချီတုတ်ခုဆိုလဲဟုတ်တယ်အဲ့လောက်ပါပဲကျန်တာဘာမှထဲမတွေးပါဘူးဟုတ်ဟိုဘလောက်ပဲဟန်ဆောင်တာလေနော်ဒါပေမဲ့လည်းလူငယ်တွေကလူတယောက်ဖြစ်နေတယ်လေဒီဘက်ခစ်နဲ့ပြောရမယ်ဆိုရင်တော့အရာရာခစ်မိနေတဲ့ချိန်ထဲမှာနည်းနည်းလေးဖြစ်ရင်ကိုယ်လက်လက်အုပ်လို့ဖြစ်တယ်ဆိုရင်သူတို့လည်းချမ်းဘာမှလောက်ထားခြင်းမရှိဘူးချမ်းပေါ်မှာရန်သူမရှိဘူးအညိုးမရှိဘူးချမ်းနဲ့ပြိုင်ဆိုင်ခဲ့တဲ့လူမရှိဘူးချမ်းစီးပွားရေးသမားလည်းမဟုတ်ဘူးတော့ဈေးတောင်းကောင်းမွန်တင်ပြီးတော့ရွာဦးကိုစင်ဈေးအောင်စားလာပြီးမှဒီနေရာကိုရောက်လာတာလေချမ်းရဲ့အောင်မြင်မှုကိုချမ်းကိုချမ်းအရင်ဆုံးဂုဏ်ယူတာပေါ့။ဘာကြောင့်လဲဆိုရင်ချမ်းကစူးစမ်းလာတဲ့ရလဒ်တစ်ခုမှာဆိုရင်ချမ်းအမတန်ခက်ခဲဒါခဏလေးပြောတာပါပဲအမတန်ခက်ခဲနဲ့ရုန်းကန်လာတဲ့လူငယ်တစ်ယောက်ပေါ့။ဟိုဒီလိုနေရာအထိကိုရောက်လာမယ်လို့အမတန်ချမ်းသာနေတဲ့တထေးကြီးလည်းမဟုတ်ဘူးလေနော်။ဒါပေမဲ့ကိုမွေးဖွားလာတဲ့နေရာနဲ့ကိုရက်တီဖြတ်တန်းရှင်တန်မှုတွေကဒီနေရာထိရောက်လာမယ်လို့လည်းဟိုမတွေးဘူးလေနော်။ပုံမှန်ဈေးရောက်မယ်ရတဲ့ပတ်စံလေးနဲ့စားမယ်တောက်မယ်ဒီလောက်တည်းပဲငယ်ဘွားကိုဖြတ်တန်းလာတဲ့အချိန်ကာလမှာဒီလိုဆယ်စုနှစ်တစုမှာအောင်ချမ်းရေးဆိုတဲ့နာမည်တစ်ခုကိုတီးတဲ့အပြင်ကိုဘာရောင်းအခုလို့အားပေးဝင်းရံတဲ့အပြင်ကိုဘယ်နေရာသွားအောင်ချမ်းရေးကိုချစ်ကြရဲသူတို့ရဲ့မိသားစုတွေလိုမျိုးအုပ်တဲဟိုဘယ်လိုပြောမလဲထူးဆန်းတဲ့လူတယောက်လိုမျိုးပေါ့နော်အရန်ချစ်ပေးကြရဲဆိုတော့ကိုအရန်ဂုဏ်ယူတယ်ပေါ့နော်ပညာရေးချင်းလည်းမရှိသလိုကြောထောင်းခံအားပေးဝင်းရံမိသားစုကောင်းမွန်နဲ့စီးခဲ့တာလည်းမဟုတ်ဘူးပေါ့ဘယ်တော့တယောက်တည်းအိတ်ဆွဲတယောက်တည်းသွားလာပြီးတော့ရုံးကန်လာခဲ့လူငယ်တယောက်အနေနဲ့ဒီလိုဖြစ်တန်းလာတယ်ဆိုတော့လေချမ်းကိုချမ်းရာခိုင်နှုန်းအပြည့်ကိုချမ်းကိုချမ်းဂုဏ်ယူပါတယ်လို့ဟုတ်ပြန်နေရတယ်ဘာလို့လဲဆိုတော့ဆိုရင်တော့မှဆယ်မိနစ်တည်းဖြစ်တော့မှစိတ်ကြီးတယ်ဒီတိုင်းမျိုး comment နေနဲ့ပဲပြီးသွားတယ်ဒါပေမဲ့ဆက်တော့ကိုယ့်ရဲ့ OMC ကိုယ့်ရဲ့ mobile ဆိုပြီးတော့ပဲတော့ငါစူးစမ်းလိုက်ခိုင်းတယ်ဟုတ်ကဲ့ဟုတ်ပြောမယ်ဆိုရင်နည်းနည်းတဲ့လူတွေလည်းချမ်းသာတဲ့ကြောင့်လည်းနော်ဟုတ်ကဲ့အများကြီးတွေ့ခဲ့တယ်ဆိုတော့ဟုတ်ကဲ့အဲ့လိုပေါ့အလုပ်တစ်ခုလုပ်မယ်ဆိုရင်ပေါ့ဒါသူတို့မကြိုက်မနစ်သက်တော့လဲသူတို့မကြိုက်မနစ်သက်တယ်လို့မျိုးဝေဖန်ပြောဆိုကြတာပဲပေါ့နော်ဒါပေမဲ့လည်းအဲ့ဒီအရာတွေအားလုံးကကိုယ့်အတွက်ကဘယ်နေရာမှာအသုံးချသင့်တယ်လဲဘယ်နေရာမှာကိုယ့်အတွက်ကလိုအပ်ချက်ရှိနေလဲသူတို့ကိုဘယ်နေရာမှာအသုံးချပြီးတော့ငါလမ်းကြောင်းတစ်ခုကိုသွားတင်လဲဆိုတော့ကိုပဲဆုံးဖြတ်ပြီးတော့သူတို့ကိုအမှန်တော့ကိုယ်တိုက်ခိုက်ဝေဖန်နေတဲ့လူကိုကိုမြင့်ဆုံးမှမထားဘူးပေါ့နော်အဲ့ဒါအမှန်ဆုံးပြောပြကိုကစေတနာနဲ့တော့သူတို့ကိုဘာမှပြတ်မတုတ်ပြန်အောင်ကိုရဲ့စိတ်နေစိတ်ထားလေးနဲ့အချိန်တန်ရင်သူတို့ခုနထွက်သွားမှာပဲဝေးကွာသွားမှာပဲစိတ်တစ်ခုပဲထားတယ်ဒါပေမဲ့ကိုရဲ့စိတ်အားသာတဲ့တစ်ခုနဲ့မခံကျင်စိတ်နဲ့တွေးမယ်ဆိုရင်သူတို့ကကိုတွဲလေးကဟာစင်းဆိုလဲဟုတ်တယ်ချီတုတ်ခုဆိုလဲဟုတ်တယ်အဲ့လောက်ပါပဲကျန်တာဘာမှထဲမတွေးပါဘူးဟုတ်စိတ်မသိနိုင်တဲ့နိုင်ငံတွေပါလေစီတာဗောချမ်းတဲ့လူပဲလေနော်လူပဲလေဘလောက်ပဲအောင်မြင်နေပဲပြောဘလောက်ပဲချမ်းပြေးစုံတဲ့ဘလောက်ပဲဟန်ဆောင်တာလေနော်ဒါပေမဲ့လည်းလူငယ်တွေကလူတယောက်ဖြစ်နေတယ်လေဒီဘက်ခစ်နဲ့ပြောရမယ်ဆိုရင်တော့အရာရာခစ်မိနေတဲ့ချိန်ထဲမှာနည်းနည်းလေးဖြစ်ရင်ကိုယ်လက်လက်အုပ်လို့ဖြစ်တယ်ဆိုရင်သူတို့လည်းချမ်းဘာမှလောက်ထားခြင်းမရှိဘူးချမ်းပေါ်မှာရန်သူမရှိဘူးအညိုးမရှိဘူးချမ်းနဲ့ပြိုင်ဆိုင်ခဲ့တဲ့လူမရှိဘူးချမ်းစီးပွားရေးသမားလည်းမဟုတ်ဘူးတော့ဈေးတောင်းကောင်းမွန်တင်ပြီးတော့ရွာဦးကိုစင်ဈေးအောင်စားလာပြီးမှဒီနေရာကိုရောက်လာတာလေရောက်လာတော့သူတို့ကလည်းတံမြင်လည်းမမြင်ဘူးသူတို့နဲ့လည်းချမ်းတရားတလန်ဖြစ်နေတာဘာကိစ္စနဲ့ငါ့ကိုဒီလိုမျိုးကြီးပုတ်ချနေတာလေဘာကိစ္စနဲ့ငါ့ကိုအောက်ဆွဲချနေတာလေဆိုတော့စိတ်ခံစားချက်တစ်ခုနဲ့တော့ပောက်ကွဲတာပေါ့အဲ့ပောက်ကွဲချက်ကိုနားမလဲတဲ့သူကချမ်းကိုတက်တလောက်ဝေဖန်မယ်ဆိုချမ်းလွတ်လပ်စွာကိုဝေဖန်ဝင်ပေးထားတယ်ဘာမှသူတို့ချမ်းပြန်မတုတ်ပြန်အောင်ဒါပေမဲ့ချမ်းကိုဒဲပြောရင်တော့ချမ်းဒဲပြန်ပြောရဲကျဲကော်မအောင်မှာကြိုက်တလောက်ရေးသူတို့ကလုတ်ပိုင်ဝင်စီတယ်ရေးပိုင်ဝင်စီပြောတော့သူတို့ဖုံလေသူတို့ရဲ့ personal သူတို့ရဲ့ကိစ္စဒါပေမဲ့ချမ်းကိုနာမည်တက်ပြီးတော့တိုက်ခိုက်တယ်ဆိုရင်တော့ချမ်းအနေနဲ့ကတော့ဟိုနည်းနည်းတော့လူငယ်တယောက်ဆိုတော့ပြန်ပြီးတော့တုတ်ပြန်ခြင်းတော့စီတာပေါ့ဟုတ်ကဲ့ဟုတ်လိုက်တာလို့ဟိုဒီမှာတော့ထိုင်တော့စကားလုံးတွေပြောပြပါလေဒီမှာနည်းနည်းစိတ်မှန်ငါရလာပြီဖြစ်နေလားမရှိပါဘူးဟုတ်နောင်တမရဘူးဘာကြောင့်ဆိုဖြတ်တန်းလာတဲ့အရာဝတ္ထုအကုန်လုံးထဲဖြတ်တန်းလာတဲ့အချိန်ကြီးအားလုံးထဲမှာကလေချမ်းဘွားမှာဆရာသမားမရှိဘူးတော့ဆရာသမားမရှိဘူးတင်ပြလမ်းပြပေးခဲ့တဲ့လူမရှိဘူးချမ်းရဲ့အမားအမှန်ဆိုးကောင်းပူလောင်ခြင်းအင်းမြခြင်းချမ်းတယောက်တည်းပဲရှင်တန်လာတာဆိုတော့လေချမ်းရဲ့ခက်ခဲမှုတွေချမ်းရဲ့ဖြတ်တန်းမှုတွေချမ်းကိုချမ်းပဲသိတယ်ပေါ့အဲ့တော့တခါတည်းငါသူတို့ကငါ့ကိုဒီလိုလုပ်တယ်ငါဒီလိုပြောလိုက်တော့ငါတော့မှားသွားပြီလားဆိုတော့မရှိဘူးအားကြောင့်ဆိုချမ်းကိုချမ်းမှန်တယ်ဒါပေမဲ့လူ
ဘယ်လိုလူပဲဖြစ်ဖြစ်ဘယ်လိုပုံကိုရေးရဘယ်လိုအတိုင်းဝိုင်းထဲမှာပဲနေကံကန်ရှင်နဲ့ကိုကိုတာအတိဆုံးပေါ့နော်အဲ့ဒါကြောင့်ဟုတ် ဆရာကုသိုလ်ရောတက်တယ်လို့နည်းနည်းရှိနေ 33ပေါ့ဟုတ်33 ဒီဆိုင်တော့ထိနိုင်ပါဘူးနော် ဗျာ ဒီဆိုင်တော့ဒေါသရွယ်ထိနိုင်ပါ အဲထိန်းနိုင်သွားပါဒါပေမဲ့ရင်းကျက်တဲ့ထဲမှာတော့ပါသွားပြီဟိုလွန်ခဲ့တဲ့9စုနှစ်လောက်ကဆိုနည်းနည်းဖြင့်ဖြဲမှာပဲဒေါသတွေထွက်မှာပဲဆိုတာပေါ့အခုကကျတော့ဒေါသကိုဘာနဲ့ဖြည့်ရှင်းရမလဲအဲ့တော့ဒီလူတယောက်ကိုဘယ်လိုနီးနဲ့ပြန်တုတ်ပြန်တင်တယ်လဲမတုတ်ပြန်တင်တယ်လဲဆိုတော့အခုကိုတော့ဟိုအများကြီးရင်းကျက်တဲ့အရွယ်သေးပါပြန်ပါလာပြီပေါ့နော်ဟုတ် ငါကိုဒီကနေပြီးငါပြမပြီးပြီးပေးခဲ့စိတ်လုံးနဲ့နားမှရှိနေသူ့ကိုဘယ်လိုလေးပြောချင်တာမျိုးရှိ ဟုတ်ကဲ့သူလည်းသူဟိုပေါ့ဟိုအနားမှာလေအဲ့လိုဟိုကိုဘာမှမဟုတ်ခင်နေကပတ်သက်ခဲ့တာလည်းစီတယ်ခင်ခဲ့တဲ့အရာတွေလည်းခင်ခဲ့တဲ့မိတ်ဆွေတွေလည်းစီရပေါ့အဲ့အခုချိန်မှာချမ်းဘဲအစ်စ်ပဲရောက်သွားဘဲနေရာမှာပဲရက်တီသူတို့ကိုဖယ်ခိုင်းပြီးတခြားလူအစာမထိုးဘူးပေါ့နော်သူတို့အမြဲတမ်းတန်ဖိုးထားရဲသူတို့အမြဲတမ်းချစ်မြတ်နိုးရဲသူတို့နဲ့ဘဝကိုစားခဲ့တာဖြစ်တဲ့တွတ်တာကြောင့်နောက်လူကတနေရသူတို့ကချမ်းနဲ့ပတ်သက်ခဲ့တဲ့နေရာမှာပဲအမြဲတမ်းစီနေသေးပဲပေါ့နော်ဘယ်တော့မှဟိုသူတို့နေရာမှာတခြားအပေါင်းအသင်းမိတ်ဆွေချစ်သူဆိုလဲချစ်သူပေါ့တငယ်ချင်းဆိုလဲတငယ်ချင်းပေါ့ဘယ်တော့မှတခြားလူဆိုတာပေါ်လာမှာမဟုတ်မရှိဘူးမဟုတ်လူဆိုတာစီနေမှာပဲတငယ်ချင်းမိတ်ဆွေရတော့ပေါ့မကိုနဲ့ဘဝတလျှောက်တဲ့အေးတူကူမြတလေတဲ့တူစီးလာတဲ့မိတ်ဆွေချစ်သူကြီးစားအပေါင်းအသင်းရှိရဲအဲ့ဒါတွေကတော့ချမ်းဖယ်နေရပဲရောက်ကြိုက်တဲ့ချိန်လားကြိုက်တဲ့ချိန်ခေါ်ကြိုက်တဲ့ချိန်နှုတ်ဆက်ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ဘူးပေါ့နော်ဟုတ်